ကြောင့်ချစ်တော်မိတ်ဆွေများဒီနေ့မှာညီတော်တပူမှာ 3H H 3လုံးကြီးရမယ်နံပါတ်1 heart နှလုံးသားတူညီနေရမယ်ရင်ကုန်တန်ချင်းတူတဲ့ယူမယ်ဆိုတော့အဲ့ဒါကိုပြောတာမဟုတ်ပါနံပါတ်1နှလုံးသားထဲမှာဖခင်တကယ်ရှိရလားတင့်နှလုံးသားထဲမှာဖခင်ရှိတယ်လို့တင့်ရဲ့အိမ်ထောင်ဖက်ဖြစ်မဲ့သူမှာရောသူ့ရဲ့နှလုံးသားမှာရောဖခင်တကယ်ရှိရလားတင့်ရဲ့နှလုံးသားထဲမှာပေးကမ်းခြင်းတဲ့နှလုံးသားတွေရှိတယ်လို့သူ့မှာရောဖခင်ကိုချစ်ပြီးပေးကမ်းခြင်းတဲ့နှလုံးသားတစ်စုံရှိရလားတင့်မှာဖခင်တိတ်ချစ်ပြီးချီးမွမ်းကိုးကွယ်ခြင်းတဲ့နှလုံးသားရှိတယ်လို့သူရောဖခင်ချစ်ပြီးချီးမွမ်းခြင်းတဲ့နှလုံးသားရှိရလားနှလုံးသားချင်းထပ်တူကြရလားနှလုံးသားချင်းညီရလားအဲ့ဒါညီတော်တပူနံပါတ်2 head H 3လုံးမှာနံပါတ်2က head အတွေးခေါ်ဆိုတဲ့အခါမှာခရိယန်တယောက်ရဲ့အတွေးခေါ်ပါလေဆိုဒီနှုတ်ကပတ်တော်ဖြစ်တယ်ကိုယ့်ဉာဏ်ကိုအမိမပြုတ်ဘူးဖခင်ရဲ့နှုတ်ကပတ်တော်ကိုအမိပြုတ်တာအဲ့ဒါယုံကြည်သူရဲ့ head တယောက်ကတော့ကိုယ့်ဉာဏ်ကိုအမိမပြုတ်ဘူးဖခင်ရဲ့နှုတ်ကပတ်တော်ပေါ်မှာယုံကြည်တယ်ဒါပေမဲ့ကျန်တဲ့တယောက်ကစီးပွားတွတ်နေတယ်ဆိုရင်ဘယ်လို့မှမငြိနိုင်ပါဘူးချစ်တော်မိတ်ဆွေများတချို့ရှိတယ်အကြုံလုံးပြောချင်တယ်တချို့ဓမ္မဆရာတွေတကယ်ဖခင်အရန်ချီးမြှောက်တဲ့ဆရာတွေဒါပေမဲ့သူတို့ယူထားတဲ့ဆရာမတွေသူတို့ယူထားတဲ့ဆရာကတော်တွေကသူတို့နဲ့မငြိဘူးဖြစ်နေတယ်ဆိုပါစို့ဆရာတယောက်ဆိုင်ကယ်နဲ့တရားပွဲရှိလို့ဆိုပြီးဆိုင်ကယ်နဲ့နော်လိုက်ဖိတ်တယ်တအိမ်တက်စင်ဖိတ်တယ် Glory TV ဆရာဒေးဗစ်ငါတို့မျိုးကိုတရားလာဟောမယ်လူတွေလိုက်ဖိတ်တယ်ဒါပေမဲ့ဆရာကတော်ကရန်ရှာပြီသူ့ယောက်ျားအိမ်ပြန်လာတဲ့အခါမှာစီကုံရတဲ့ကြားတယ်တပြားမှလည်းရတာမဟုတ်ဘူးဓာတ်စီကုံတယ်ဘာလို့တွားနေတာလဲစသဖြင့်ပြောတယ်ဘာလို့လဲသူ့မိန်းမဖျားမှုတော်နဲ့ပတ်သက်လိုက်အုံနှောင်းနဲ့တွေ့တယ် head မတူဘူး heart မှာဖျားရှိတာချင်းတူပေမဲ့ head မှာမတူတော့တယောက်ကသူ့ရဲ့ head မှာဖျားနိုင်ငံတော်တည်ထောင်ပါစေဆိုတာပဲရှိတယ်စီကုံနာတွေဘာတွေသူမစင်စားနိုင်ငံတော်နဲ့ဖြောက်မချင်းတယောက်ပဲဥထိတ်ထားတဲ့ဒီ head ကဒါပေမဲ့ကျန်တဲ့တယောက်ကတော့စီကုံနဲ့ပတ်စံဘလောက်ကုံလဲဘလောက်ပြန်ရမှာမလို့လဲအဲ့ဒီ head ကတင်ချတွတ်တယ်ဖရားရဲ့အမှုတော်မှာဒီဘက် head ကကြတော့ဖရားနိုင်ငံတော်နဲ့ပတ်သက်လိုက်ကိုယ့်မြန်ကိုဘယ်တော့မှအမိမပြုတ်ကိုတော့အကုန်ပေးထားတယ်ငါဟာဘန္တာစုဖြစ်တယ်ကိုတော့အတွက်ငါအကုန်ပြန်ပေးပါမယ်သူ့မှာအဲ့ဒီ head ရှိတယ်သူ့ရဲ့ဇနီးတဲ့ head နဲ့မတူတော့အဲ့ဒါမငြီတော့တပူပဲချစ်တော်မိတ်ဆွေများတချို့ကျွန်တော်တို့ခရိယန်တတ်တာမှာစေဖို့တပူပဲမဟုတ်ဘူးနှစ်တစ်နှစ်ဆိုရင်အူတီတော့အတီးပေးရတယ်အူတီတော့အတီးဆိုတာကျွန်တော်နှုတ်ကပတ်တော်ဝင်ခါဖို့တယ်တွားနာထောင်လို့ရပါတယ်အလုပ်ငန်းကိုင်ငန်းမှာလည်းအလုပ်အသစ်စဝင်ပြီဆိုရင်အဲ့ဒါအူတီတော့အတီးပေးရတယ်အူတီတော့အတီးပေးတဲ့အခါမှာတပြားမချန်ဒီလမှာဝင်ခဲ့တဲ့အရာအားလုံးဖျားတော့ပေးတယ်ဘာစားမလဲဘာတောက်မလဲဒါတွေအကုန်ပေးလိုက်ဘာစားမလဲဘာတောက်မလဲမစင်စားကိုတော့သူတာဝန်ယူလိုက်မယ်ကိုဉာဏ်ကိုအမိမပြုတ်ဒါပေမဲ့ကိုရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့သူကအဲ့ဒါကိုစဉ်းစားတယ်အူတီတော့အတီးတပြားမချန်ပေးလိုက်တော့ဘာနဲ့စားချမလို့စဉ်းစားလေဖယားနေမြတ်ပေးထားတာစဉ်းစားလေစသဖြင့်ဒီ head စီပွားတော့အရန်တွတ်တယ်ဒါဆိုရင်မငီတော့တပူ heart head now hand လက်ကငီနေရမယ်တယောက်ကနော်ရှေ့တန်းမှာလှုပ်ဆောင်နေဆိုရင်ဂျန်တဲ့တယောက်ကနောက်တန်းနေပတ်ပူပြီးလှုပ်ဆောင်ရမယ်ဥပမာဒါကိုပြောပြချင်တယ်တယောက်ကအေဝံဂေလိထွက်မယ်ဂျန်တဲ့တယောက်ကမထွက်ပါနဲ့နော်အိမ်မှာပဲနေဆိုပြီးတော့အဲ့ဒါဆိုမငီတော့တပူပဲတယောက်ကအေဝံဂေလိထွက်မယ်အေဝံဂေလိတော့လှုပ်ဆောင်ရမယ်သူရဲ့ hand အဲ့ဒီချိန်မှာကောင်းကောင်းတွားနော်အနောက်တန်းကိုစိတ်မပူနဲ့အိမ်ကိုစိတ်မပူနဲ့နော်ကလေးတွေစိတ်မပူနဲ့ငါ့ကိုစိတ်မပူနဲ့ကလေးတွေရောငါ့ကိုအဆင်ပြောင်းနေမယ်ငါလှုပ်ကြိုးစားမယ်ဒီမှာလှုပ်မယ်ဒီမှာအနောက်တန်းမှာလှုပ်ရှားရှိတာငါလှုပ်မယ်ရှေ့တန်းနဲ့လှုပ်ရှားရှိတာတာဝန်ကြီးအောင်လှုပ်နော်သွားနော်ဖရားသုံးပြုပါစေနော်ဆိုပြီးတော့လွတ်တာဟဲငီတယ်တယောက်ကရှေ့တန်းမှာလှုပ်ဆောင်ရင်တယောက်ကနောက်တန်းမှာဟာကွက်မရှိအောင်လှုပ်ဆောင်တယ်အဲ့ဒီ hand ဆိုတဲ့လှုပ်ဆောင်ခြင်းတွေညီဖို့လိုတယ်အဲ့ဒီ 3H ညီမှပဲညီတော့တပူဖြစ်တယ်ယုံကြည်သူများဒါကြောင့်အပေးခြင်းနဲ့အဲ့ဒီ 3H ညီဖို့ဟာတင်းရဲ့ဘဟုတူနေရမယ်ဇနီးတဲ့ရောဒီဘက်ခင်ပွန်းတဲ့ရောအလေဘဟုကဖျားပဲဖြစ်ရမယ်အလေစန်တာဖျားဖြစ်နေမှာညီနိုင်မယ်အဲ့ဒီ 3H ကဒါကြောင့်ဒေသနာကျမ်းအခန်းကြီးလေးအပိုက်ငယ်7ထဲမှာသုံးလုံးတင်တော်ကျိုးသည်အလွယ်တကူမပြတ်တတ်
အိမ်ထောင်ရေးဆိုတဲ့အရာကအလယ်မှာဖျားဒီမှာခင်ပွန်းတဲ့ဒီဘက်မှာဇနီးတဲ့အဲ့ဒီဖျားထဲမှာထပ်တူကျသွားတယ်သုံးလုံးတင်တော့ကျိုးဖြစ်သွားတယ်ဆိုအဲ့ဒီကျိုးဟာမပြတ်ဘူးအိမ်ထောင်ရေးမကွဲပြားတော့ဘူးအိမ်ထောင်ရေးမကွဲပြဲတော့ဘူးဖျားဘုံတော်ထင်ရှားတော့အိမ်ထောင်ဖြစ်လာမှာဖြစ်တယ်ညီတော်တပူဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ဒီ 3H ကိုဆင်ခြင်ရင်းနဲ့ညီတော်တပူပဲထားနိုင်ကြပါစေ